Hello အားလုံးပဲမင်္ဂလာပါဗျ။ The Name ကျွန်တော် YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီတစ်ခေါက်ဗီဒီယိုမှာကတော့အားလုံးပဲစောင့်မျှော်နေကြတဲ့ TNG Tournament တွေက Season 12ရဲ့ Final ပွဲစဉ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျ။ Season 12မှာတွေ့ဆုံမဲ့ Finalist 2ဦးကတော့ညီလင်းထန်နဲ့ Zolan Thai တို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ Zolan Thai က TNG Season 3လောက်မှာ Champion တစ်ခေါက်ဖြစ်ဖို့တဲ့ record နဲ့အတူ Grand Final ပွဲကြီးကိုပြန်လည်ပြီးတော့ရောက်ရှိလာတဲ့အနေအထားဖြစ်ပါတယ်။ဘက်ကညီလင်းထန်ကတော့ကျွန်တော်တို့ TNG Tournament မှာပထမဆုံး Joiner Season မှာတင် Final ပွဲစဉ်ကိုရောက်ရှိခဲ့တဲ့ player ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုအကျိတ်နဲ့ရှိတဲ့ပွဲကောင်းပွဲကိုတော့ကျွန်တော်တို့မြင်တွေ့ရဖို့ရှိပါတယ်။ဟိုခက်ခဲကျန်းတဲ့ Final ပွဲစဉ်ကိုတက်ရောက်လာတဲ့ player 2ယောက်ရဲ့ ranking တွေကိုလည်းကြည့်လိုက်ကြရအောင်ပါ။ကျွန်တော်တို့ Zolan Thai ကတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ Season 3ရဲ့ Champion တစ်ခေါက်ဖြစ်ခဲ့ဘူးက TNG top ranking ကတော့3ဖြစ်ပါတယ်။ non-ranked ဖြစ်တဲ့ညီလင်းထန်ကတော့ခုမှ final round ကိုတက်ရောက်လာခဲ့တဲ့ပုံစံဖြစ်ပြီးတော့သူတို့ညောင်းရဲ့ဘယ်လိုမျိုးကစားပုံတွေဘယ်လိုမျိုးမိပြတွေကိုတုံးလဲဆိုရဲ line နဲ့ပုံစံလေးတွေ formation လေးတွေကိုကြည့်လိုက်ကြရအောင်ခင်ဗျ။ကျွန်တော်ပထမဆုံးအနေနဲ့ညီလင်းထန်ဖြစ်ပါတယ်။ကျွန်တော်တို့ Fabio Capello လောင်းဘောကောင်တာကိုအခြေပြုတဲ့9-1ကစားပုံကိုပွဲထုတ်လာခဲ့ပြီးတော့တိုက်စစ်မှာဆိုလို့ရှိရင်တော့ Dembele နဲ့ Rummenigge တို့အသီးသီးရှိနေတယ်။ကျွန်တော်တို့ AMF နေရာမှာဆိုရင်တော့ root ကိုလည်းဖြစ်ပါတယ်ဗျကျွန်တော်တို့ကွင်းလည်ညောင်းမှာဆိုလို့ရှိရင်တော့ပြရလုံးနဲ့ရာတူရီတို့ကနေရာယူထားပြီးတော့နောက်တန်း9ရောက်ပုံစံမျိုးမှာ Garabay, Cafu, Nesta, Varane နဲ့ကျွန်တော်တို့ Lilian Thuram တို့ရှိပါတယ်။ဘိုးသမားကတော့ Van der Sar ဖြစ်ပါတယ်။ဒီကဲကိုနောက်တန်းတောင့်တင်းလာပြီးတော့ကွင်းလည်ကလည်းအဆင်ပြေတယ်။တိုက်စစ်ကလည်းမြန်ဆန်ထက်မြက်တဲ့ဒီ player တွေရဲ့ပေါင်းစပ်မှုကဘယ်လိုမျိုးညီလင်းထန်ရဲ့တိုက်စစ်စွမ်းရည်ကိုပြသဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တစ်ဖက်မှာရှိတဲ့ player Zolan Thai ရဲ့ကစားပုံကိုပြန်ပြီးတော့ကြည့်လိုက်ကြရအောင်ခင်ဗျ။ Fabio Capello ရဲ့ long ball counter ဖြစ်ပြီးတော့သူ့ရဲ့ formation ကတော့9-3ပုံစံနဲ့ပို့ထွက်လာတာဖြစ်ပါတယ်။ကျွန်တော်တို့တိုက်စစ်3ယောက်ကိုကြည့်ကြရအောင်ပါ။တိုက်စစ်မှာဆိုလို့ရှိရင်တော့ Liverpool Suarez နဲ့ Neymar တို့ရှိက Messi ပစ်တိုင်းကလေးကပါဝင်လာတာဖြစ်ပါတယ်။ဒီကဲကိုမှတိုက်စစ်ကကြမ်းတမ်းပြီးတော့ communication ကောင်းတဲ့ player 3ယောက်စုစည်းထားတယ်။ကွဲလည်2ယောက်မှာဆိုရင်တော့ကျွန်တော်တို့ free to play ဘာရင်းနှီးပြီးသားဖြစ်တဲ့အလွန်ဆိုနဲ့ right cut တို့ရှိကြတာဖြစ်ပါတယ်။တန်9ယောက်ပုံစံကိုလည်းကြည့်ရကြရအောင်ခင်ဗျ။ကျွန်တော်တို့ Andrew Robertson ရှိမယ်။ Ballet တွေရှိပါမယ်ခင်ဗျ။ attacking fullback တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်ကိုတိုက်စစ်လိုက်ပါမှုအားကောင်းတယ်။နောက်တန်း3ယောက်ပုံစံမျိုးမှာဆိုလို့ရှိရင်တော့ William Saliba, Van Dijk နဲ့ Lilian Thuram တို့ပါဝင်လာခဲ့ကပွဲကိုထိန်းချုပ်မဲ့အနေအထားဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အရင်စကားမရှိတော့ဘဲနဲ့တကယ်ကိုအကျိတ်နဲ့ရှိလာတဲ့ final round TNG season 12ရဲ့ final round ကိုကျွန်တော်တို့တွားလိုက်ကြရအောင်ခင်ဗျကျွန်တော်ကတော့ season 17တဲ့သူကျွန်ဖြစ်ပါတယ်ကျွန်တော်ပွဲစဉ်တွေတောက်လျှောက်ကျင်းပလာလိုက်တာ season 20ကိုရောက်ရှိလာတဲ့အတွက်ကြောင့်မို့လို့ပွဲကတော့တဖြည်းဖြည်းနဲ့အရှိန်ရနေပြီလို့တော့ပြောရမယ်ခင်ဗျအခုဆိုရင်တော့ Zolan Thai ဝင်းလေးတွေကိုချိန်ပြီးတော့ကစားထားတာဖြစ်ပါတယ်ဒီပွဲမှာဆိုလို့ရှိရင်နှစ်ဖက် player တွေရဲ့တိုက်စစ်ပြင်ခံစစ်လုံခြုံမှုအပိုင်းကိုသူတို့တွေအသာပေးစားကြမယ်လို့တော့ကျွန်တော်ထင်တယ်ဗျနောက်တန်း9ယောက်ဆိုလို့ရှိရင်တကယ်ကိုဖောက်ရခတ်တဲ့ပုံစံမျိုးကိုသူတို့ဘယ်လိုမျိုးဖြည့်ရှာရင်းနဲ့ဂိုးတွေသွင်းကြမလဲဆိုတော့ကျွန်တော်တို့ကြည့်ကြရအောင်ဗျZolan Thaiကတော့ဆက်စချင်းရတဲ့အခွင့်အရေးတစ်ခုကိုတုံးချဖို့အတွက်လုပ်နေပေမဲ့လည်းဘောလုံးကတော့အနှဲငယ်လေးကွင်းလည်မှာအပြက်များနေပေါ့နော်ပထမပိုင်းဆက်စချင်းတွေမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးပဲတစ်ဖက်နဲ့တစ်ဖက်အခြေအနေကြည့်မယ်ဘယ်လိုမျိုး space တွေရှာမလဲဆိုတာကိုတစ်ဖက်နဲ့တစ်ဖက်ကန်ဆယ်ရင်းနဲ့ပဲပွဲလေးတွေကိုစတင်ပြီးတော့ရှင်းပြကစားနေကြတာဖြစ်ပါတယ်ဒီပွဲမှာညီလင်းထန်ဘက်ကတိုက်စစ်ဖြစ်တဲ့ Dembele နဲ့ Rummenigge တကယ်ကိုမှညံဆန်ပြီးတော့တိကျလာတဲ့ finishing တွေကိုမြင်တွေ့ရဖို့ရှိတယ်တစ်ဖက်က Zolan Thai ကလည်းသူ champion ဖြစ်ခဲ့ဘူးတဲ့ tournament တစ်ခုကိုဒီလိုမျိုး grand final ထိပြန်လည်ရောက်ရှိလာတာသူ့အနေနဲ့တစ်ခုခုပဲဒီချာလေးကိုပြင်ဆင်လာတဲ့ကစားကွက်တွေနဲ့အတူမြင်တွေ့ရဖို့ရှိတဲ့သူ့ရဲ့တိုက်ဆက်အတွဲဖက်ကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ် Messi Neymar Suarez ဆိုတာကျွန်တော်တို့ပြင်တော့ကမှလည်းပေါ့နော်တောက်လျှောက်ကိုအတွဲဖက်ညီနဲ့ကစားခဲ့တဲ့အတွက်ကြောင့်မလို့ဒီ game ထဲမှာလည်း connection တစ်ခုတော့ရှိရမယ်ခင်ဗျစစချင်း Zolan Thai ဘက်ကနေပြီးတော့ပေါ့နော်ကျွန်တော် lofted ball လေးတွေ true ball လေးတွေနဲ့နည်းနည်းလေးစမ်းကြည့်ခြင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါပေမဲ့ညီလင်းထန်ရဲ့နောက်တန်းကလည်းမာကျော်တဲ့အနေထားကြီးကြောင့်မလို့ပွဲကတော့အနှဲငယ်လေးတော့အေးနေတဲ့ပုံစံဖြစ်ပါတယ်ဒါကလည်းဒီလိုမျိုးဖြစ်ရမှာပါ final ပွဲစဉ်မှာအရင် rush လုပ်ပြီး aggressive ဆက်ဆံကစားမယ်ဆိုလို့ရှိရင်ရတဲ့ပုံစံမျိုးတွေမဟုတ်ပါဘူးတကယ်ကိုအခြေအနေကြည့်မယ်ဘောလုံးကြိုက်ထားမယ်ရတဲ့အခွင့်အရေးကိုအသုံးချမယ်အမှားတွေကင်းအောင်ဆော့မယ်ဆိုလို့ရှိရင်တော့ပွဲရဲ့အဖြေကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ Andre Pirlo သူ့ဘောလေးနဲ့မျှောထားတယ်နှစ်ဖက် player တွေကတကယ်ကိုမှကစားကြက်လောက်တဲ့ player instruction တွေလည်းပေးထားမဲ့ပုံပဲဗျတကယ်ကိုမှနှစ်ဖက် player တွေတောက်လျှောက်ကိုကြက်တဲကစားနေရတဲ့အနေအထားမျိုးကြောင့်ဘောလုံးကတိုက်စစ်ထိသွားတယ်ပေါ့နော်ဒါပေမဲ့ဒီကွင်းလေ
ကြော်လောက်ဆိုလို့ရှိရင်ပြန်ပြက်နေတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီပွဲလေးမှာတော့စပြီးတော့ဇွဲလင်းထိုက်ကောင်တာတက်ပြန်လဲစတင်မှုကြိုးစားလိုက်ခင်ဗျာလို့ဆိုရက်သူတို့ဘောလေးနဲ့မြှုပ်ထုတ်ထားတယ်မက်ဆီတယောက်တည်းပဲမက်ဆီအဆုံးသတ်နိုင်မလားကြည့်ရမယ်ခင်ဗျာအခုဆိုတော့လှမ်းကန်မှုကြိုးစားတယ်မက်ဆီပေါ့နော်တကယ်ကိုတစ်ချက်ဖိတ်ပြီးတော့လှမ်းကန်တဲ့အနေအထားမျိုးမှာအနှဲငယ်လေးတော့ဒေါင်းလေးကျင်းသွားတဲ့အတွက်ကြောင့်မို့လို့ဂိုးဖြစ်တော့မပြောင်းလဲနိုင်ခဲ့ဘူးပေါ့နော်ဒီလိုမျိုးပြောနေတဲ့အချိန်မှာပဲညီလင်းထန်ဇွဲလင်းထိုက်ရဲ့ final တက်ဆုံးဝင်းကျင်ကိုတော့ပြန်လဲပြီးတော့ကောင်တာတက်ပြန်လဲကစားနေပြီဖြစ်ပါတယ်ညီလင်းထန်နေတဲ့အနှဲငယ်လေးလှုပ်ဝက်ခတ်နေတဲ့ပုံစံမျိုးတွေမှာဇွဲလင်းထိုက်ခွင့်ရယူနိုင်မလားကြည့်ရမယ်အခုဆိုတော့နေမှာတယောက်တည်းပဲရှေ့မှာမြှုပ်ထိုးထားပြန်ပြီလူဝက်ဆွရဲအိုးကျွန်တော်တို့ဇွဲလင်းထိုက်ရဲ့တိုင်မယ်တစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့တာဖြစ်ပါတယ်လူဝက်ဆွရဲရှေ့ကိုပြေးထွက်ပြီးတော့လှမ်းကန်တဲ့အနေအထားမျိုးမှာဂိုးပေါက်နေနဲ့မတည့်ခဲ့လို့သာသူ့အနေနဲ့ဥဆောင်ကိုရမယ်အနေအထားကိုဇွဲလင်းထိုက်လက်လွတ်လိုက်ရတာဖြစ်ပါတယ်ပွဲစားချိန်ကတော့28မိနစ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်လူချင်းမျိုးမှာတော့ decision making မှန်ချတဲ့သူ finishing ကောင်းတဲ့သူကပဲပွဲကိုစိုးမိုးနိုင်မှာဖြစ်ပါတယ်ခုဆိုရင်တော့ Garabe မျောထိုးထားပြန်ပြီ Romaniki ရှိတဲ့လမ်းကြောင်းတွေကိုသူတို့မျောထိုးလိုက်တဲ့အနေအထားမျိုးမှာနည်းငယ်လေးတော့ခတ်နေတယ်ပေါ့နော်ဆိုတော့ညီလင်းထန်ဘယ်လိုမျိုးများပွဲကို formation များ chain ကစားမလားဒီလိုမျိုးတိုက်မာခင်ဖြစ်နေတဲ့အနေအထားမျိုးကိုဘယ်လိုမျိုးတွန်းလှန်သွားမလဲကြည့်ရမယ်အခုဆိုရင်တော့ဇွဲလင်းထက်ရှေ့မှာရှိတဲ့ Messi ကိုပေးထားတယ် Messi လွတ်ထွက်သွားပြန်ပြီ Messi တယောက်တည်းပဲ Messi ပဲရထားသေးတယ်ဖိထားတယ်လက်ကမှုကျိုးသားတယ် Varane ရသလိုပုံစံနဲ့ရှေ့ကိုကောင်တာတက်ပြန်လဲစတင်ပြီတကယ်ကိုမြင်မြတ်ဆက်ဆံပါပဲနဲ့ဖိတ်နေရှေ့မှာရှိတဲ့ကာဖူထက်ကင်းကာဖူဖြစ်ပါတယ်ဂါရဘေးဦးစံတော့ကာဖူပဲမြှောထိုးထားပြီးဒမ်ဘီလီအိုးတကယ်ကူးသွားပြီးတော့ထင်လိုက်တဲ့အနေအထားတစ်ခုကိုညီလင်းထိုင်ရရှိနိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်ဒါပေမဲ့လည်းဒမ်ဘီလီသူရသလိုပုံစံနဲ့ကန်လိုက်တဲ့အနေအထားမျိုးမှာဂိုးပေါက်နဲ့မတက်ဘဲနဲ့ဂိုးလုံးပေါ်ဖြစ်သွားတာဖြစ်ပါတယ်တစ်ဖက် player တွေကတော့တစ်ဖက်နဲ့တစ်ဖက်မေးခွန်းလေးတွေစပြီးတော့ပြန်လည်မင်းနေကြပြီပေါ့နော်မင်းပါလားငါပါလားပေါ့နော်မင်းလုံနိုင်တယ်လို့ငါလည်းလုံနိုင်တယ်ကြည့်လိုက်ကြရအောင်ခင်ဗျအခုဆိုလို့ရှိရင်တော့ Romaniki တစ်ချက်ဖိတ်ထားတယ်ရထားသေးတယ်အရှိမရှိ player အောင်မြှောက်ထုတ်ဖို့ကြိုးစားတယ် William Saliba ဒီကဲကိုမှမကင်ကောင်းကောင်းနေပေါ့နော်ပြန်လည်ပြီးတော့ controlling လုပ်ထားဖြစ်ပါတယ်ညီလင်းထန်ပြန်လည်ပြီးတော့ပွဲကိုဖိဖို့ကြိုးစားတယ်ဆိုရင်ထိုက်ရဲ့ Messi ကိုကင်တဲ့ပုံစံမျိုးမှာနော်တကယ်ကိုမှကြည့်ရမယ့်ပုံစံတွေဖြစ်တယ်ဘောလုံးကင်လိုက်ပြီဆိုလို့ရှိရင်လုံးဝမပြတ်ဘဲနဲ့တေချာလေးကိုရသလိုပုံစံနဲ့ဆွဲပြေးနိုင်တဲ့အတက်ကြောင့်တကယ်ကို dangerous player ပါပဲဗျပွဲစားချိန်မိနစ်40ကိုတော့ကြော်လာပြီဒီချိန်မှာတော့ပေါ့နော်ပထမပိုင်းဆိုတော့သူတို့ defense နဲ့ဖက်နည်းနည်းထိန်းနေကြတဲ့ပုံစံပဲဗျဂိုးပေါက်တွေကတော့တရားတော့မတဲ့သေးဘူးပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးနှစ်ဖက် player တွေအဖြေရှာကြမလဲကြည့်ရမယ်အခုဆိုရင်တော့ double touch လေးနဲ့ပဲအခြေအနေရှိရမြှောက်ထိုးထားတယ်နောက်တန်းရတကယ်ကို decision making ကောင်းကောင်းတော့ ball tracking တွေလည်းတကယ်မိုက်တယ်ဗျဆိုတော့ကျွန်တော်တို့ပထမပိုင်းပြီးဖို့အနည်းငယ်လေးနီးကပ်လာပြီဖြစ်ပါတယ်45မိနစ်ကိုရောက်တဲ့အချိန်မှာနာကျင်ချိန်ပုံမပေးဘဲနဲ့ပေါ့နော်ပွဲကတော့ဆက်လက်ပြီးတော့ရှင်ဖြန်ကစားနေတဲ့အချိန်မျိုးမှာဇွန်ထိုင်းနဲ့ညီလင်းထန်တို့ရဲ့ season 12ပွဲစဉ်ကပထမပိုင်းမှာဆိုလို့ရှိရင်တော့ဇီးနဲ့ပေါ့နော်ပွဲရတကယ်ကိုကြည့်ကောင်းနေတဲ့ပုံစံတွေဖြစ်ပါတယ်division ကန်ရတာအရန်နေမှာလောင်နေတဲ့ player တွေဒါမှမဟုတ်လို့ရှိရင်လည်း friendly match ကန်ကျင်တဲ့ player တွေအတွက်ပေါ့ Telegram group လေးတစ်ခုကျွန်တော်လုပ်ထားပါတယ်ဒီ Telegram group လေးမှာဆိုလို့ရှိရင် brother တွေနဲ့တယောက် information တွေ formation instruction တွေ share ပေးလုပ်လို့ရမယ်ဘယ်အချိန်မှဆို friendly match တွေကန်နိုင်မယ်ကျွန်တော်ရဲ့ YouTube မှာဘယ်အချိန် video တွေတင်မလဲဆိုတဲ့ update information တွေကိုလည်းတပါးလေးရရှိမှာဖြစ်ပါတယ်ဆိုတော့ဒီ Telegram group လေးကို join ပေးခြင်းဖြင့်ကျွန်တော်ကိုဝန်းရံပေးကြပါအောင်ဗျဆိုတော့ကျွန်တော်ဒုတိယပိုင်းကိုပြန်လည်ပြီးတော့စတင်လိုက်ကြရအောင်ခင်ဗျဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဇွဲလင်းထိုက်ကသူ့အနေနဲ့တိုက်စစ်ကိုတော်တော်လေးပြောင်းလဲမှုတွေလုပ်ထားပြီးတော့ပါတိုဝင်ကစားတာဖြစ်ပါတယ် player ညီနေထန်ကတော့အနှဲငယ်ပြောင်းလဲမှုမလုပ်ထားဘဲနဲ့မသူဆက်သွားမယ်လို့ပြီးတော့ဆုံးဖြတ်ထားတဲ့ပုံစံပဲခင်ဗျဒါကြောင့်မို့လို့ပွဲကိုကျွန်တော်ကြည့်လိုက်ကြအောင်ခင်ဗျဖာဘီလိုဆိုချမရှိနေမှာဂျူနီယာအီယိုမက်ဆီကိုပေးထားတယ်ပါတိုပြေးထွက်ဖို့ကြိုးစားတဲ့အနေထားကိုပေါ့နော်နောက်တန်းကောင်းတကယ်ကိုမှ decision making ကောင်းနေပေါ့နော်အခုဆိုလို့ရှိရင်တော့ပါတိုကတ်ပေးထားရင်တန်လေးလုပ်ဖို့ပေါ့နော်ဒါပေမဲ့လည်းမရသွားဘူးဒီလင်းထန်ပြန်လဲပြီးတော့ double touch လေးလုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့လည်း Andrew Robertson တကယ်ကိုမှားပါတယ်ဗျာ Andrew Robertson ဒီလောက်မှာမထင်ထားဘူးဗျသူ့အနေနဲ့အခုဆိုလို့ရှိရင်တော့နောက်မှပေးထားတယ်ကာဖူရှင်နေကြည့်တယ်မီတာဇုံလေးကိုတော့ပြေးလာပြီး Andre Pia လို့ရှင်နေကြည့်တယ်ရူဂိုလေလန်ကန်ပြီ
ဘီကုန်းဆော့ဝိုင်းရှိရနေ double touch လေးနဲ့ကန်လိုက်တယ်ဆိုမဲ့အနေငယ်လေးတော့အောက်ပြိုသွားတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်တို့အစီအတင်ဆက်နေတဲ့တောက်လျှောက်တွင်းမှာပဲဇွန်ထိုက်ပြန်လဲပြီးတော့ကောင်တာသွားတာဖြစ်ပါတယ်အန်ဒရူရောဘတ်ဆန်မြင်မြန်ဆက်ဆန်ပဲရထားသေးတဲ့ရှေ့မှာရှိတဲ့နေမှာတိုးသွားခဲ့ပြီခင်ဗျာနေမှာရှေ့မှာရှိတဲ့မက်ဆီကိုပြီခင်ဗျာကျွန်တော်တို့နေမှာရဲ့အတိုးအလုပ်တွေကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဇွန်လန်ထိုက်သူ့အနေနဲ့လိုအပ်နေတဲ့ pieces တစ်ခုကိုတော့သူရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်ဒီလိုမျိုးနေမာနဲ့မက်ဆီတို့ရဲ့အတွက်ဖက်ကိုခွင့်ပြုလိုက်ရတဲ့ညီလင်းထန်ရဲ့နောက်တန်းတွေကတော့အနေငယ်ဘာကကက်မှုမှားယွင်းသွားတဲ့အနေအထားတွေကြောင့်ဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဗျဒါပေမဲ့လည်းပွဲကအခုမှဆက်စပဲရှိပါသေးတယ်ဒီမှာဆိုလို့ရှိရင်နေမာရဲ့အရေးကြီးတဲ့အခန်းကဏ္ဍကိုတွေ့ရပြီးတော့မက်ဆီရဲ့ချိန်သားကပြင်းဝင်လာတဲ့ဘောလုံးကို finishing တစ်ပေါက်လုပ်ပေးနိုင်တဲ့ပုံစံကြောင့်လည်းတကယ်ကိုမှကောင်းမွန်လာတဲ့အတွက်ဖက်တစ်ခုလို့မြင်တယ်ခင်ဗျဒါကတော့ Zolan Thai ရဲ့ playing style တွေဖြစ်ပါတယ်ဒါပေမဲ့ပွဲစားချင်းကတော့အခုမှအစပဲရှိသေးတဲ့အတွက်ကြောင့်မလို့နှစ်ဖက် player တွေဘယ်လိုမျိုး technique တွေ tactic တွေသုံးပြီးတော့ပွဲကိုပြောင်းလဲသွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရအောင်ပါ Zolan Thai ကတော့ပွဲကိုခဏရပ်ထားပြီးတော့ကစားအနေငယ်ကျလာတဲ့နေရာမှာ Danny Olmo ဝင်ကစားမှာဖြစ်ပါတယ်သူ့ရဲ့ဒီလိုမျိုးပြောင်းလဲမှုကလုံးဖြစ်မဖြစ်ကျွန်တော်တို့တွေရှေ့မိတီမှာမြင်တွေ့ရတော့မှာဖြစ်ပါတယ်ဘက်ကညီလင်းထန်ကတော့ဘယ်လိုမျိုးတုံ့ပြန်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ဖို့လိုနေပြီအခုဆိုလို့ရှိရင်တော့ဘာပေတယောက်တည်းပဲယူကိုလက်ရှေ့မှာရှိတဲ့ဘာပေတယောက်တည်းပဲလှမ်းကန်ပြီး Oh my god ကျွန်တော်တို့တစ်ဖက်ကဂိုးသွင်းပြီးသွားတဲ့ပထမဆုံး first အတက်ပါတယ်ညီလင်းထန်ပြန်လဲပြီးတော့ဂိုးပေါက်ချင်း6ခါ one shot 1 key ဆိုတဲ့ပုံစံမျိုးနဲ့ဂိုးရရှိသွားပြန်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီ finals 2ယောက်ရဲ့ကစားပုံတွေကိုကျွန်တော်တို့တွေတူရမယ့်အနေအထားတွေဖြစ်ပါတယ်ဒီလိုမျိုး final ပွဲစဉ်မျိုးတွေမှာတကူသွင်းထားတာကလုံးဝမလုံလောက်ပါဘူးတကယ်ကို finishing ကောင်းကောင်း decision making ကောင်းတဲ့သူကသာနိုင်မယ်လို့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲဒီနေ့ထန်ကတော့သူ့ရဲ့ခံစစ်လုံခြုံမှုအသားပေးပြီးတော့နှစ်တုံးလောက်ထိတော့ချထားပြီးဖြစ်ပါတယ်ဗျဒါကလည်းကျွန်တော်တို့ပြိုင်ပွဲသမားတွေရဲ့ tactic ဖြစ်ပြီးတော့ဒါကလည်း acceptable ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေဆက်ပြီးတော့ဘယ်သူတွေကိုသွင်းမလဲကြည့်ကြရအောင်ပါခုဆိုလို့ရှိရင်တော့ counter တက်ပြန်လဲစတင်လာပြီးညီလင်းထန်ရှေ့မှာရှိတဲ့ root ကိုလည်းမျှောထိုးထားပြန်ပြီ root ကိုလည်းတယောက်တည်းပဲဖိတ်ထားသေးတယ်မျှောထိုးသွားပြန်ပြီအခုဆိုရင်တော့ Marcy Stanley နဲ့လှိမ့်ထားတဲ့ outside ကာလာ Kylian Mbappe ဂိုးပြီခင်ဗျာ Oh my god တကယ်ကိုညီလင်းထန်ရဲ့ individual skill တစ်ခုကိုမြင်တွေ့လိုက်ရတာဖြစ်ပါတယ်ဟာတကယ်ကိုကောင်းမွန်လာတဲ့ဂိုးပဲဗျာ root ကိုလည်းလိုက်တဲ့လေပြေးထွက်သွားတဲ့ဘောလုံးကိုအချက်ဖိတ်နေMarcy Stanley နဲ့ကင်ဘက်ကိုလှည့်စားပြီးတော့ outside ကာလာလေးနဲ့တွင်းသွားတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အနှေးပြကွက်တွေမှာကြည့်မယ်ဆိုရင်တော့တကယ်ကိုပြောင်းပြောင်းလာတဲ့တည်တက်လာတဲ့ကစားပုံကိုညီလင်းထန်ချပြခဲ့တာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တောက်လျှောက် slide tackle လေးနဲ့လုံနေတဲ့ဇွဲထန်ရဲ့နောက်တန်းကိုလဲလဲပြိုဖြစ်စေခဲ့တဲ့ Rugo လက်ကန်ချက်ကကိုသမားပုတ်ထုတ်နိုင်ခဲ့ပေမဲ့နောက်တန်း finisher ဖြစ်တဲ့ Kylian Mbappe မှာတော့ဘာမှမတက်နိုင်မဲနဲ့ကိုသမားလည်းခွင့်ပြုလိုက်ရတာဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ဇွဲထိုင်လူစားလဲမှုတွေစတင်ပြီးတော့ပြုတ်လောက်လာခဲ့ပြီဖြစ်ပါတယ်သူရဲ့လူစားလဲမှုတွေမှန်ကန်မှုရှိမရှိပြန်လဲပြီးတော့ချိန်ဆရမှာဖြစ်ပြီးတော့ formation တစ်ခုလုံးကပြောင်းမလားဆိုတာကြည့်ရမယ်ခင်ဗျကျွန်တော်တို့ဂိုးနှကိုသွင်းထားတဲ့ Kylian Mbappe ကိုတော့ဇွန်ထိုင်အနေနဲ့တိုက်မှကင်းပြန်လဲယူထားတဲ့ပုံစံဖြစ်ပါတယ်အိုး3-4-3ပုံစံ3-4-3ပုံစံနဲ့ပွဲကိုဖွင့်လာပြီခင်ဗျဇွန်ထိုင်ရဲ့မဟာဗျူဟာတွေတွေကတခုပေါ့နော်ဒီဟာကအလုပ်ဖြစ်သွားမသွားတကယ်ကိုကြည့်ရတော့မယ်ဗျပေါ့နော်ဒီဖြစ်ပျက်ကြီးကဒုတိယပိုင်းပွဲစားချိန်မှာပဲဖြစ်သွားတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်တကယ်ကိုနည်းနည်းလေးလွတ်ပေးလိုက်တဲ့ပုံစံမျိုးမှာနှစ်ဖက် player တွေဂိုးတွေများစွာရရှိသွားတဲ့အနေအထားတွေအကြောင်းမလို့ပွဲကတော့အကျိတ်နဲ့ရှိလာခဲ့ပြီဖြစ်ပါတယ်ဇွန်နဲ့ထိုင်လုံးဝကိုတိုက်စစ်ပြီးရင်တိုက်စစ်ပုံစံမျိုးတွေသူတွားကစားတော့မယ်ခင်ဗျဘာလို့ဆိုလို့ရှိရင်တစ်ဖက်က Martinelli နဲ့ဘက်ခန်းကိုပြောင်းလဲပြီးတော့ထည့်လိုက်တာပေါ့နော်ဒီဟာကတကယ်အလုပ်ဖြစ်မဖြစ်ကျွန်တော်တို့ကြည့်ရမယ်ခင်ဗျခုဆိုလို့ရှိရင်တော့အချိန်ကြီးကြည့်တယ် Gabriel Martinelli နောက်မှရှိတဲ့ battery ကိုပေးထားတယ် battery lotus ball လေးနဲ့ Danny Olmo ပြည့်ထွက်သွားပြီ Gabriel Martinelli အချိန်ကြီးကြည့်တယ်လှမ်းပြီးတော့ပေးထားပြီးပါတိုဂိုးပြီခင်ဗျာဝိုးဒါကြောင့်မလို့သူ deformation ကိုပြောင်းလိုက်တဲ့ပုံစံကိုကျွန်တော်အခုမှသဘောပေါက်တယ်ဗျ Gabriel Martinelli တကယ်ကို supportive ဖြစ်တဲ့ပုံစံမျိုးကိုမြင်တွေ့ခဲ့ရပြီးတော့လူစားဝင်လာတဲ့ပါတိုရဲ့ခြေထဲကိုတောက်လျှောက်တေချာလေးကိုထည့်ပေးလိုက်တဲ့ဘောလုံးဖြစ်ပါတယ်ဝါတကယ်ကို super set skill တွေပြင်းထန်နေတဲ့
ဇွဲလင်းထိုင်ရဲ့ technique ဖြစ်ပါတယ်ဒါကိုဘယ်လိုမျိုး counter ပြန်ဖောက်မလဲကြည့်ရဖို့ရှိတယ်ပေါ့နော်ဒီပွဲမှာကျွန်တော်ခုနကတော့ replay ပြတဲ့အထဲမှာပါတိုအလိုက်တဲ့ရရှိဖို့အတွက်ဒနီအိုလမိုရဲ့ပေါ့နော် space တခုပြည့်ထွက်သွားတဲ့ပုံစံမျိုးကအခက်ရကြရလို့တော့ထင်နေခင်ဗျဒါအကောင်မဂါဘရီယယ်မာတင်နယ်လီရတဲ့ဘောလုံးကိုတစ်ချက်လှည့်ပြီးတော့ပေါ့နော်တခါတည်းပါတိုပေးလိုက်တဲ့အနေထားတွေကြောင့်မို့လို့ဇွဲလင်းထိုင်ကိုရရှိသွားတယ်လို့ကျွန်တော်ကတော့ယူဆတာဖြစ်ပါတယ်တကယ်ကို strategy tactic တွေ technique တွေနဲ့ individual skill တွေပြေးဝနေတဲ့ grand final season 12ရဲ့ grand final ဖြစ်ပါတယ်ဒီလိုမျိုးပွဲမျိုး season တွေဆက်နေရတာလည်းတကယ်ကိုဝမ်းမြောက်ဂုဏ်ယူဖို့ကောင်းပါတယ်ဗျဘူးဆိုလို့ရှိရင်တော့ဒါပေမဲ့တိုက်စစ်ပြန်လဲစတင်ဖို့ကြိုးစားလိုက် Carabao ဖြစ်ပါတယ်ဒါပေမဲ့လည်း David Beckham ကိုမကြောက်ဘူးဗျာ David Beckham ဟိုးဘာမှရှိတဲ့ player ကိုပေးဖို့ကြိုးစားတယ်ဒါပေမဲ့ကွဲလမ်းမှာအနေငယ်လေးတော့ပြတ်တွေများနေခဲ့တယ်ဖက်မှာရှိတဲ့ကမ်မူလာအခြေအနေကြည့်တယ်ကမ်မူလာ David Beckham ကမ်မူလာပဲတယောက်တည်းပဲလွတ်လွတ်ကျွတ်ပဲ area တွေကိုစိုးရမလားဒါပေမဲ့လည်းပါတိုတွေကိုချထားပြီအိုးဟောပါနော်ဥဘာဟက်ကကြီးနဲ့ကိုချတာဗျာဒီကိုသာဝင်သွားမယ်ဆိုရင်တော့တကယ်ကိုတော်လမတ်မှာကောင်းဆုံးဂိုးလို့ဖို့ဖြစ်တတ်မှတ်ရမယ်အနေထားဗျကျွန်တော်စီရင်တစ်စိမ့်လုံးမဆုံးခင်ပါပဲဒါပေမဲ့တိုက်စစ်ပင်လည်းစတင်လာတယ်ဒီလင်းထန်တခုတော့လုံးမရတော့မယ်ညှော်ထိုးထားပြန်ပြီးလာမင်းရမယ်အချိန်နဲ့ကြည့်တယ် outside ကာလာလေးနဲ့အိုးတစ်ဖက်ကပလီယာတားသွားတာဖြစ်ပါတယ်ဇွန်လင်းထိုက်တောက်လျှောက်ကိုဖိအားပေးဖို့ကြိုးစားနေပြန်ပြီးလာမင်းရမယ်အချိန်နဲ့ကြည့်တယ် double touch လေးနဲ့ပဲ special double touch ဒီတစ်ခေါက်မှာနည်းနည်းလေးမလွတ်သွားတဲ့ပုံစံမျိုးကြောင့်တာယာရခဲ့တဲ့အနေအထားကြီးဖြစ်ပါတယ်ကဲပွဲကတော့အခုစီကိုပွဲစားချိန်မိနစ်89မိနစ်ကိုရောက်ရှိလာပြီတစ်ဖက်နဲ့တစ်ဖက်လည်းနိုင်ရှုံးကတော့မရှိသေးဘူးခင်ဗျခုဆိုရင်တော့လာမင်းရမယ်ခြေနဲ့ကြည့်တယ်ဒီဖက်မှာရှိတဲ့အရာတို့ကိုပေးထားပြီးခုဆိုရင်တော့ကာဖူကြောက်သေးပဲကာဖူထောင်ထားတယ်နိုင်နိုင်ဖို့ကြိုးစားတယ်ပတ်တို့အနေငယ်လေးမမိခဲ့ဘူးခင်ဗျာဒါကိုကာရဘေးရှိမှရှိတဲ့လာမင်းရမယ်ကိုပေးဖို့ကြိုးစားလာမင်းကဖိတ်ထားတယ်လမ်းကမှုကြိုးစားပြီးအိုးတကယ်ကိုမှနောက်တိုင်းချစ်လက်လာပါတယ်ဗျာဇိုးလင်းထားရဲ့နောက်တိုင်းကြီးကတကယ်ကိုချစ်လက်လာပါတယ်အနေငယ်လေးသာမှားရသွားမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဂိုးတွေအများကြီးခွင့်ပြုရမှာခင်ဗျအခုဆိုရင်တော့ဂါဘရီယယ်မာတင်နယ်လီခြေနေကြည့်ရဲပတ်တိုမလွတ်ဘူးခင်ဗျခုဆိုရင်တော့ဇွန်ထားရဲ့ player တွေအနေငယ်လေးတော့လူကျွနေတာဖြစ်ပါတယ်ဒီလင်းထန်အနေငယ်လေးရရှိတဲ့အခွင့်အရေးတချို့ကိုအသုံးချမှရတော့မယ်ခင်ဗျအခုဆိုရင်တော့လူပေးမှားပြီးဒန်နီအိုလမိုဂိုးမှာပုတ်တယ်ပယ်နယ်တီပေးလိုက်ပါပြီဗျာတကယ်ကို82မိနစ်ရောက်မှရရှိခဲ့တဲ့ပယ်နယ်တီဖြစ်ပါတယ်ပယ်နယ်တီကိုအဆုံးသတ်ရမယ့်သူကတော့ဇွန်လင်းထိုက်ဖြစ်ပါတယ်တကယ်ကို pressure တွေပြီးနေတဲ့အချိန် tension တွေအများကြီးရှိနေတဲ့အချိန်မျိုးမှာဒီလိုမျိုးပယ်နယ်တီကိုကာကွယ်နိုင်မလားဆိုတာတော့ကျွန်တော်တို့တွေစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ပွဲကိုကန်မဲ့သူကတော့ဒန်နီအိုလမိုဖြစ်ပါတယ်ဒန်နီအိုလမိုကိုသမားရဲ့ညာဘက်တောင်းကိုကန်မယ်ခင်ဗျာညီလင်းထန်ဗန်နာဆာဖမ်းနိုင်မလားပုတ်ထားတယ်ခင်ဗျာညီလင်းထန်သူ့ရဲ့83မိနစ်မှာရရှိတဲ့ပယ်နယ်တီတစ်လုံးကိုတော့အမိအရာကိုကာကွယ်တော့ပြရဖြစ်ပါတယ်ဒီပွဲမှာဗန်နာဆာဆုံးဖြတ်ချက်မှန်ကန်ခဲ့သလိုဇွန်လင်းထိုက်လည်းအနေငယ် pressure လေးတော့ဝင်နေတဲ့ပုံစံမျိုးတွေကြောင့်ကိုကတော့စတင်ပြီးတော့မရသေးဘူးခင်ဗျာကောင်တာတိုက်စစ်ပြန်လည်းစတင်ဖို့အတွက်အန်ဒရပီယာလိုဆွဲပြစ်ထားတယ်ဒါမဲ့လည်းဒေးဗစ်ဘက်ခမ်ကိုမကြော်ဘဲနဲ့လက်ပစ်ပေါ်ညီလင်းထန်ရရှိမှာဖြစ်ပါတယ်ကိုဆိုရင်တော့ဘောလုံးပြက်ပြီးတော့ဘက်ထရီထပ်ပြီးတော့မှတိုးပေးလေးနဲ့ပေးထားပြီးကိုဆိုရင်တော့ကမ်မူလာလှမ်းကန်ထားပြီးဂိုးပြီးခင်ဗျာအေရီယာထိတ်ကနေပြီးတော့အပြင်းကန်သွင်းသွားတဲ့ဇွန်လင်းထိုက်ရဲ့ကမ်မူလာဖြစ်ပါတယ်ဒီဂိုးကကျွန်တော်တို့ပွဲရဲ့အလှည့်ပြောင်းတစ်ခုဖြစ်နေမလားဒီမျိုး final round မှာဒီလိုမျိုးအချိန်မှာဂိုးပေးလိုက်ရတဲ့ဆိုရင်ပြန်လဲပြီးတော့လာနိုင်ပါမလားကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားတွေဖြစ်ပါတယ်ဒီဘက်ကတကယ်ကိုမှ dramatic ဆန်ပြီးတော့သူကသွင်းလိုက်ကိုကသွင်းလိုက်တဲ့နောက်ဆုံးမှာဇွန်လင်းထိုက်ဥဆောင်ကိုတကိုးကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီဖြစ်ပါတယ်ဗျာဒန်နီအိုလမိုရဲ့အလိုက်တင်ချပေးမှုကိုအေရီယာထိတ်ကနေပြီးတော့ကမ်မူလာအပြင်းကန်သွင်းသွားတဲ့အနေအထားတွေကြောင့်ကျွန်တော်ပွဲရတော့3ဂိုးဆိုတဲ့ရလက်တစ်ခုကိုပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်ဒီချိန်နေမျိုးကိုညီနေထန်ပြောင်းပြန်လှည့်နိုင်မလားဇွန်လင်းထိုက်ကပဲဒီအနိုင်ကိုထိန်းသိမ်းသွားမလားဆိုတော့ကြည့်ရမယ်ကိုဆိုရင်တော့ဇွန်လင်းထိုက်ကျွန်တော်တို့ formation တွေကိုပြန်ပြောင်းထားပြီးဖြစ်ပါတယ်ခင်ဗျသူအနေနဲ့တိုက်စစ်စင်ဖို့မလိုအပ်တော့တဲ့အနေအထားတွေကြောင့်မလို့တောင်ပန်မှာကစားနေတဲ့ Martinelli နဲ့ David Beckham ကို defensive ပုံစံမျိုးတွေနဲ့ပါတောက်လျှောက်ထားရင်ပွဲကိုဆုံးသက်ဖို့ကြိုးစားနေတဲ့အနေအထားတွေဖြစ်ပါတယ်ဒီကဲကိုမှကောင်းမွန်လာတဲ့ technique တွေပဲလိုမျိုးအယူအဆတွေကိုကျွန်တော်တို့မြင်တွေ့နေရတဲ့အတွက်ကြောင့်မို့လို့ပွဲကတော့တကယ်ကိုမှ
နောက်ဆုံးပြီးကန်ဒီအချိန်ထိကိုတောက်လျှောက်တန်ဖိုးအနေအမြင့်အားလုံးကိုမြည်တွေ့နေရတဲ့အနေအထားကြီးကြောင့်ဖြစ်ပါတယ်ပွဲစားချိန်ကတော့7မိနစ်ဝန်းကျင်သာလိုတော့ရခင်ဗျကိုဆိုလို့ရှိရင်တော့နောက်တန်းတောက်လျှောက်ကိုပိတ်ထားမဲ့ဇိုလင်ထားရဲ့အနေအထားကိုညီလေးထန်တားလိုက်မလားဆိုတာကျွန်တော်တို့ကြည့်ရဖို့ရှိမယ်ဖက်က player တွေ foul လုပ်တဲ့အတွက်ကြောင့်မို့လို့ညီလေးထန် free kick ကန်ခွင့်ရမှာဖြစ်ပါတယ်ဒီတကူကတော့တကယ်ကိုမှသတိထားမှရမဲ့အနေထားကြီးဖြစ်ပါတယ်ဒီလိုမျိုးပုံစံရှင်မျိုးမှာကိုသွင်းရအနေငယ်ခက်ပင်မဲ့လဲဘယ်လိုမျိုးပတ်တန်တွေ tactic တွေတုံးပြလာမလဲဆိုတာတော့စောင့်ကြည့်ရမယ်အနေထားကြီးဖြစ်ပါတယ်သူပေးလို့မရအောင်တကယ်ကို blocking တွေများစွာလုပ်ထားတဲ့ဇိုလင်ထားရဲ့ကစားပုံမှာညီလေးထန်တေချာလေးတိုက်စစ်ဆင်နိုင်မှာဆိုတော့ကျွန်တော်ကြည့်ရမယ်အခုဆိုတော့ counter တက်စစ်ပြန်နေစတင်မှုစူးစမ်းပြီးကမ်မူလာခြေလေးကြည့်တယ်ကမ်မူလာတယောက်ထဲပဲရှိမှရှိတဲ့ David Beckham ကိုပေးထားတယ်ဒါမဲ့လေ Rafi Varane ဒီစားလေးကိုတားယူပြီးတော့ counter တက်စစ်ပြန်နေစတင်မှုစူးစမ်းနေတဲ့ညီလင်းထန်ဖြစ်ပါတယ်တကယ်ကိုမှဒီ attempt တွေကအရေးကြီးပြီးတော့နင်းငယ်လေးဖားခဲ့မယ်ဆိုလို့ရှိရင်တော့ counter တက်ပြန်နေစတင်ခံရပြီးတော့နိုင်ပွဲကိုလက်လွတ်ရတော့မှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့65မိနစ်63မိနစ်လောက်ကိုတော့ရောက်ရှိလို့လာခဲ့ပြီဒီချိန်မျိုးမှာဇိုလင်ထိုင်ဘယ်လိုမျိုးများခုခံကာကွယ်ရင်းနဲ့ကစားတော့မလဲညီလင်းထန်တိုက်ဆက်ဆက်မလားဆိုတော့ကြည့်ရမယ်ဟိုဆိုရင်တော့နောက်တန်းနဲ့ပြေးလှုပ်ထားတဲ့ဂျူပယ်လင်ကန် slide tackle လေးနေပါတေချာလေးကိုဖြတ်ထုတ်ရင်းနဲ့ကစားနေတဲ့အနေထားတွေအကြောင်းမို့လို့ပွဲစားချင်းကတော့မိနစ်90ပြေးလို့နောက်ချိန်မှု6မိနစ်ကိုလည်းပြေးဖို့ရှိတော့တယ်ခင်ဗျာအခုဆိုရင်တော့ကီလီယန်အမ်ဘာပေအချိန်နဲ့ကြည့်တယ်ဖိတ်မှုကြိုးစားပြီးအိုးနောက်ဆုံးရရှိတဲ့ attempt တစ်ခုကိုဇွန်ထိုင်ရဲ့ဂိုးသမားအိုလီဗာခန်အသေးအမဲကိုကာကွယ်လိုက်ရတာဖြစ်ပါတယ်ဒီတောင်းကန်ဘောတစ်ခုကနေဖြည့်ပြောင်းလဲသွားမလားဆိုတော့ကျွန်တော်ကြည့်ရမယ်လာမင်းရမယ်တိုဘီလေးနဲ့ပေးဖို့ကြိုးစားပြီးကီလီယန်အမ်ဘာပေတပက်တက်လေးနဲ့ပဲကာဖူအချိန်နဲ့ကြည့်တယ်နောက်မှရှိတဲ့ဗာရွန်ပေးထားတဲ့ရာတိုရေးခုဆိုရင်တော့ရှင်းထုတ်ရင်းနဲ့ပဲ TNG season 12ရဲ့ final ပွဲစဉ်ကတော့ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့ဒီနေ့ထန်က2ဂိုးဇွန်ထိုက်က3ဂိုးနဲ့ပွဲကတော့ပြီးသွားပြီးတော့ဇွန်ထိုက်ကတော့ဒီ season မှာ champion ဖြစ်သွားပြီဖြစ်ပါတယ်ကျွန်တော်ရဲ့အစီအစဉ်စနေမှုကိုကျနေတတ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်စနေမှုကိုဒီမှာပဲရနာခွင့်ပြုပါခင်ဗျာအားလုံးပဲကျေးဇူးပါခင်ဗျာ